ကျွန်တော်ကအခုဒီဗီဒီယိုလေးကမှာတော့ကျွန်တော်တို့ CD 4047 ICD ရဲ့ mono stable ရော stable ရောသုံးလိုက်ရတယ်ဒီ multi bipolar ICD အကြောင်းကိုပြောမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ inverter circuit တွေအတွက် oscillation ဆင်ထားပြီးတော့ square output ကို 50Hz ရအောင် RNC ကိုတွက်ချက်ပြီးတော့ကျွန်တော်တို့ဒီမှာ pin 1နဲ့ pin 2နဲ့ဒီဘက်က pin 1ရယ် pin 2ရယ် pin 3ရယ်မှာချိတ်ထားပြီးတော့ကျွန်တော်တို့ဒီဘက်က pin ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ pin 10နဲ့ pin 11နေပြီးတော့ကျွန်တော်တို့ YDD auto phase signal ကျွန်တော်တို့50 signal ကို 50Hz signal ကိုထုတ်ထားပါတယ်ဒီကျန်တဲ့ကျွန်တော်တို့ pin တွေကတော့ကျွန်တော်တို့ reset pin တွေနဲ့ mono stable mode အတွက် pin တွေနဲ့ပါပါတယ် power supply circuit အတွက် pin တွေပါပါတယ်အခုကျွန်တော်ကဒီ pin 10ကိုကျွန်တော်တို့ pin 10ကိုကျွန်တော်ကဆိုရှင်ဒီမှာဒီ channel 1နဲ့ကျွန်တော်ဒီမှာ channel 1နဲ့ဆက်ထားပြီးတော့ကျွန်တော်ဒီမှာ pin 11ကိုကျွန်တော်ဒီမှာ channel 2နဲ့ဆက်ထားပါတယ် channel 2နဲ့ဆက်ထားပါတယ်ဒါလေးက pin 11အတွက်ဆက်ထားတယ်oscilloscope နဲ့ဆက်ထားတာဖြစ်ပြီးတော့ဒီကောင်လေးကတော့ကျွန်တော်တို့ pin 10ရဲ့ oscilloscope ရဲ့ channel နဲ့ဆက်ထားတာဖြစ်ပါတယ်အခုကျွန်တော် power supply ကိုချိန်လိုက်မှာဖြစ်ပါပြီ12 volt DC power supply မှာအဲ့တော့ကျွန်တော်တို့ဒီမှာတော့ LED signal လေးတွေကိုကျွန်တော်တို့တန်းနဲ့ကျူတန်းနဲ့လည်းမှာ signal ရအောင်ထည့်ထားတာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီပုံကိုဒီမှာ oscilloscope ရဲ့ဒီပုံကိုကြည့်မယ်ဆိုလို့ရှိရင်သူကဆိုလို့ရှိရင် signal နှစ်ခုอ่ะဆိုလို့ရှိရင်ဒီမှာ channel 1နဲ့ channel 2ရဲ့ signal တစ်ခုอ่ะဆိုလို့ရှိရင် 180 degree auto phase ဖြစ်နေတာကိုတွေ့မှာဖြစ်ပါတယ်အခုနော်မက်ရှာကိုနေတဲ့အခါမှာဒီမှာသူ့ရဲ့ frequency လေးอ่ะဆိုလို့ရှိရင်ဒီမှာ 50Hz အနေနဲ့ပြမှာဖြစ်ပါတယ်ကျွန်တော်တို့တကယ်လို့ frequency ကိုချိန်ကြည့်နေဆိုရှင်เนาะကျွန်တော်တို့ဒီ VR လေးနဲ့ကျွန်တော်တို့ချိန်ကြည့်ပြရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ DC ကနေပြီးတော့ AC inverter circuit တွေကိုတိဆောက်ရမှာ oscillation လုပ်ပေးနိုင်တဲ့ CD4047 ကျွန်တော် ICD အကြောင်းကိုကျွန်တော်အကျဉ်းများမျှဝေပေးသွားမှာဖြစ်ပါတယ်အဓိကကတော့ inverter တွေမှာသုံးဖို့အတွက်ကိုဇောင်းပေးပြီးတော့ပေါ်ပြပေးသွားပါမယ်ဒီ ICD ကတော်တော်လေး popular ဖြစ်ပြီးတော်တော်လေးလည်း P-Twin တို့ square wave inverter တွေမှာကျွန်တော်တို့သုံးတာကိုတွေ့ရပါတယ် CD4047 IC ကတည်ငြိမ်ပြီးတော့သူက student ပုံကျွန်တော်တို့ဒီလို square wave line လေးတွေထုတ်ပေးနိုင်တဲ့အတွက်ရိုးရှင်းပြီးတော့ဈေးချိုတာတာနဲ့ inverter တွေကိုတည်ဆောက်နိုင်ပါတယ်ကျွန်တော်အရှိမ 555 stable multi bipolar circuit ကိုခြေမှန်ပြီးတော့ simple inverter circuit တွေကိုလုပ်ပြသွားခဲ့ပါတယ်ဒါပေမဲ့သူ့မှာဆိုလို့ရှိရင် output channel ဆိုလို့ရှိရင် pin 3ကထွက်တဲ့ output channel တစ်ခုပဲရှိလို့ on off switching ကို transistor အကူအညီနဲ့ကျွန်တော်တို့ပြောင်းပေးခဲ့ရပါတယ် transistor အကူအညီသုံးပြီးတော့ကျွန်တော်တို့ဒီ MOSFET အတွက် on off switching ကိုပြောင်းပေးခဲ့ပါတယ်အခုဒီ ICD ကတော့ on off channel ဆိုလို့ရှိရင်သူက2 10နဲ့211ဆိုပြီးတော့ on off channel ဆိုရင်နှလုံးပါတယ်နှစ်ခုပါတဲ့ကြောင့်မို့လို့ MOSFET တွေကိုအပြန်အလှန်ကျွန်တော်တို့ on off လုပ်ပေးနိုင်တာဖြစ်ပါတယ်ကျွန်တော်သူ့ရဲ့ function အကျဉ်းလေးကိုပြောပြချင်ပါတယ်သူ့ကိုကျွန်တော်တို့ CMOS low power mono stable stable multi bipolar လို့ခေါ်ပါတယ်သူ့ရဲ့အဓိကလှုပ်ဆောင်ချက်က multi bipolar ဖြစ်တယ် mono stable mode နဲ့ stable mode ဖြစ်လှုပ်ဆောင်ပါတယ် mono stable mode ဆိုတာတော့သတ်မှတ်ထားတဲ့အချိန်တိုင်းတာတစ်ခုမှာ pass ခုတွေကိုထုတ်ပေးပါတယ်အဲဒီ mono stable ရဲ့အလုပ်လုပ်မှုသဘောတရားလေးကိုကျွန်တော်ရဲ့ perfect time ဗီဒီယိုမှာကြည့်ပါကျွန်တော်ဒီ description မှာ link ပေးပါပါတယ် stable mode ဆိုတာလည်းအဆက်မပြတ်ခုနပြော student ပုံစံ line square wave ကိုထုတ်ပေးပါတယ် free running oscillator လို့ခေါ်ပါတယ်ဒါကိုလည်းကျွန်တော်ရဲ့ 555 time မှာ stable circuit တွေမှာသူ့ရဲ့ body ကိုကြည့်နိုင်ပါတယ်ကျွန်တော် description မှာ link ရှိပါတယ်ဒီ inverter မှာအသုံးပြုဖို့အတွက် AC ကျွန်တော်တို့ဒီ waveform ကိုဖန်တီးဖို့အတွက်ကဒီကျွန်တော်တို့ stable mode ကိုဒီ4047ရဲ့ stable mode ကိုသုံးပြီးတော့ကျွန်တော်တို့ clock signal ကျွန်တော် oscillation ကိုထုတ်လုပ်ပေးတာဖြစ်ပါတယ် pin 4047ရဲ့ pin out လို့ချက်ကြည့်ပါမယ် pin 1ကိုကျွန်တော်တို့ capacitor နဲ့ pin 1ကိုတော့ကျွန်တော်တို့ capacitor နဲ့ချိန်ပြီးတော့pin 2ကိုဆိုလို့ရှိရင် resistor နဲ့ pin 2ကို resistor နဲ့ချိန်ပါတယ်ပြီးလို့ရှိရင် pin 3ကတော့ဒီ resistor နဲ့ capacitor အတွဲကိုကျွန်တော်တို့ဒီမှာ command လုပ်ပြီးတော့ ground ချတဲ့ pin ဖြစ်ပါတယ်pin 4နဲ့ကျွန်တော်တို့ pin 4နဲ့ကျွန်တော်တို့ pin 5ကတော့ stable low နဲ့ stable high ဖြစ်ပြီးတော့ mono stable mode မှာသုံးတာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ pin 6pin 6ကတော့ကျွန်တော်တို့ minus figure လို့ခေါ်တယ်ကျွန်တော်တို့ height to minus figure လို့ခေါ်တယ်ကျွန်တော်တို့ height to လို့height to low transition path တွေကိုကျွန်တော်တို့ဒီမှာပေးပြီးတော့
monoslevel mode မှာသုံးပါတယ်ဒီ pin 7 pin 7 pin 7ကတော့ကျွန်တော်တို့ BSS ပါ IC ကိုကျွန်တော်အနှုတ်ပိုးတွေ minus ပိုးတွေကိုကျွေးတယ် mono ကိုကျွေးတဲ့ pin ဖြစ်ပါတယ် pin 8 pin 8ကတော့ plus trigger လို့ခေါ်တယ်ကျွန်တော်တို့ plus trigger လို့ခေါ်တယ်ကျွန်တော်တို့ဒီမှာ height ကနေ low ကနေပြီး height low ကနေပြီး height ကို transition ကို pass လေးကိုကျွန်တော် pass လေးကိုပေးတယ် pin ဖြစ်ပါတယ်ဒီ monoslevel mode မှာပဲသုံးတာဖြစ်ပါတယ်အဲ့တော့ pin 9ကတော့ extra နဲ့pin 9ကတော့ကျွန်တော် extra နဲ့ reset ဖြစ်ပြီးတော့သူ့ကို trigger pass လေးတစ်ခုပေးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ pin 10နဲ့ pin 11ဒီမှာoscillation output အတွက် pin 10နဲ့ 11ဆို reset ဖြစ်သွားပါတယ်ဆိုလိုတာက Q0 က0ဖြစ်နေတယ်ဖြစ်လို့ရှိရင်1ဖြစ်ပြီးတော့Q ဘာက1ဖြစ်တဲ့အချိန်မှာဆိုရင် reset လုပ်တဲ့တော့0ဖြစ်သွားတာကိုပြောတာဖြစ်ပါတယ်ဒီ pin 10နဲ့ကျွန်တော်တို့ pin 11ကတော့ကျွန်တော်တို့oscillation pass output တွေထုတ်တဲ့ pin လေးတွေဖြစ်ပါတယ်အဲ့တော့ pin 12ကတော့သူ့ကို trigger ပေးလိုက်လို့ရှိရင်ကျွန်တော်တို့pass ရဲ့ width လေးတွေကိုကျွန်တော်တို့ကဒီဆွဲဆန့်ပေးလိုက်တယ်ဒီသဘောလိုဖတ်တာဖြစ်ပါတယ်နောက်ပြီးတော့ pin 13ကတော့ကျွန်တော် oscillator output ဖြစ်ပါတယ်သူက Q နဲ့ Q bar က square wave frequency ရဲ့ Q နဲ့ Q bar ရဲ့သူက square wave frequency ဆိုတော့နှစ်ဆကို pin 13ကထုတ်ပေးပါတယ်ဒီ pin 40ကတော့ power supply ထုတ်ပေးတယ်ဥပမာ12 5 to 12ကိုဒီ power supply ထုတ်ပေးတယ်VDD ပင်လေးဖြစ်ပါတယ်ကျွန်တော်တို့ကို wiring ဆက်တဲ့ပုံကကျွန်တော် Proteus ကပုံတိုင်းကိုကျွန်တော်တို့ဆက်သွယ်ရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင် pin 1ရယ် pin 2ရယ်ကျွန်တော် pin 3ရယ်ဒီနေရာမှာတော့ pin 1နဲ့ pin 1ကို capacitor ဆက် pin 2ကိုကျွန်တော်တို့ဒီမှာ resistor 3နဲ့ဆက်ပါတယ်ဒါ 50S ရဖို့ကိုကျွန်တော်က 0.1 microfarad နဲ့ 39k resistor တစ်လုံးနဲ့ဆက်ထားပြီးတော့တွက်ထားတာဖြစ်ပါတယ်ဒီနှစ်ခုပေါင်းတာကိုကျွန်တော် pin 3နဲ့ဆက်ထားတာဖြစ်ပါတယ်ပြီးလို့ရှိရင် pin 4ရယ် pin 5ရယ်ကျွန်တော် pin 6ရယ်ကတော့ကျွန်တော်တို့အပေါင်းစားနဲ့ဆက်ပါမယ်ပြီး pin 14နဲ့ပါပါတယ်အပေါင်းနဲ့ဆက်ပြီးတော့ pin 8ရယ် pin 9ရယ် pin 12ရယ် pin 7ရယ် minus ဖြစ်တဲ့ pin 7ရယ်ကိုအနှုတ်စာနဲ့ battery ရဲ့အနှုတ်စာနဲ့ဆက်မှာဖြစ်ပါတယ် pin 30ကတော့မလိုလို့မဆက်ပါဘူး pin 10နဲ့ pin 11တော့ကျွန်တော်တို့သိတဲ့အတိုင်းပဲကျွန်တော်တို့ဒီနေရာကနေပြီး oscillation output ကိုဒီလိုမျိုးဒီမှာဒီလို wave တွေ on off on wave နှစ်ခုကိုထွက်လာအောင်ကျွန်တော်တို့ထုတ်တာဖြစ်ပါတယ်ကျွန်တော်ဆိုရှင် inverter အတွက်နှိုင်းလို့တွက်ချက်ခြင်းကိုကျွန်တော်နိုင်ငံ 50Hz ကို AC ကိုလိုချင်တဲ့ကြောင့်မို့လို့ဒီ CD4047 output pin 10နဲ့ pin 11ထွက်လာတဲ့ line လုံးကိုကျွန်တော်ကဒီ frequency ရဲ့ formula တွက်ချက်နေကြ F91/4.4 star into C နဲ့တွက်လိုက်ပါတယ်ကျွန်တော် 50Hz ကိုမူတည်ပြီးတော့ RO ကျွန်တော်က 39k နဲ့ CO 0.1 microfarad လောက်ထားပြီးတွက်ပါတယ်အဲ့တော့ pin 10 Q နဲ့ pin 11 Q bar တွေဆိုဒီက output pin နှစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကဆိုရှင်180 dB out of phase တစ်ခုက high ဖြစ်နေနောက်တစ်ခုက low ဖြစ်နေတာဖြစ်ပါတယ်ဖြစ်တဲ့အတွက်ကြောင့်မို့ strand ပုံစံ square width တွေကိုကန်နေတဲ့ထုတ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ inverter circuit မှာတော့ကျွန်တော်တို့ဒီ line ကို MOSFET ကိုမောင်းဖို့အသုံးပြုပါတယ်ကျွန်တော်တို့ဒီ CD4047 ဒီ inverter လေးရဲ့ကျွန်တော်တို့အကြမ်းမြင့်တွေကိုကျွန်တော်ပြောတော့ပါတယ်ဒီ CD4047 IC ကနေပြီးတော့ကျွန်တော်တို့ oscillation line ထုတ်ဆက်တွေလုပ်ပြီးတော့ inverter တက်လိုရတဲ့ဒီမှာ pass လေးကိုထုတ်ပေးပါတယ်ဒီ pass ရဆိုလို့ရှိရင် MOSFET ရဲ့ gate ကိုမောင်းပေးတဲ့ကြောင့် MOSFET ကဆိုလို့ရှိရင်အဲ့တော့ဒီ pass စင်တွေကနေတဲ့အတွက်ကြောင့်မလို့ MOSFET ကိုမောင်းခံတဲ့အခါမှာဆိုလို့ရှိရင်မြင့်မာတဲ့ power ကျွန်တော် ampere များများစီးလို့ရတယ်ပေါ့ဖြစ်သွားပါတယ်ဖြစ်သွားပြီးတော့ transformer ရဲ့ကျွန်တော်တို့ဒီမှာ primary winding တွေကိုဝင်လာတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ MOSFET ion cell 4.0လို့ပုံကျွန်တော်နောက်ပြီးတော့ဖော်ပြပါမယ်ကျွန်တော်ဒီ CD4047 IC inverter circuit တည်ဆောက်အလွန်သုံးဝင်တဲ့အတွက်ကြောင့် STM မှာပေး IC ဖြစ်ပါတယ်ကျွန်တော်တို့50ရာခိုင်နှုန်း duty cycle နဲ့ကျွန်တော် YDD out of phase ကျွန်တော်တို့ switching ဒီ signal နဲ့ Q1 နဲ့ Q နဲ့ Q1 ဆိုပြီးတော့ signal တစ်ခုထွက်တဲ့ကြောင့်မို့လို့ရိုးရှင်းပြီးတော့ဈေးတက်တာတဲ့ဒီမှာ square wave inverter တွေကိုတည်ဆောက်နိုင်တာဖြစ်ပါတယ်သူကဒီမှာ frequency divide လုပ်ပြီးတော့ Q နဲ့ Q ဘာကနေပြီးတော့ကျွန်တော်တို့ဒီမှာfrequency 50 Hz frequency ကိုကျွန်တော်တို့ on off delay ကြီးထုတ်ပေးနေတာဖြစ်ပါတယ်နောက်တစ်ခုက troubleshooting နေရာဆိုရင် CD4047 က frequency ကိုအမှန်မထုတ်ပေးရင်ဘာဖြစ်မလဲဆိုတော့နံပါတ်1ချက်ကတော့ AC output တွေရဆိုရှင် voltage တွေမတည်ငြိမ်ပါဘူးကျွန်တော်နံပါတ်2ချက်ကတော့ MOSFET တွေ transformer တွေရဆိုရှင်အပူလွန်ခဲ့ပြီးတော့အလောင်ကျွမ်းပြီးတော့မီးလောင်ပျက်စီးနိုင်ပါတယ်နံပါတ်3ချက်ကတော့ frequency နည်းလို့ဆိုရှင်ကာငါလိုလဲပတ်တဲ့ load တွေကကျွန်တော်နှေးသွားပါတယ်နံပါတ်4ချက်ကတော့ frequency မှားလို့ရှင် transformer ပိုးတွေအတန်လေးစူးညံ့တော့ထွက်ပေါ်လာမယ်ဒါကြီးရဆိုရှင်အကြမ်းမြင်ဖြစ်နိုင်တာလေးကိုပြောပြတာပါနောက်တစ်ခုကတော့ဒီ CD4047 inverter circuit အားနည်းချက်များရှိပါတယ်ဒီချက်တွေကိုတော့ကျွန်တော်တို့ MOSFET ပြီးတော့ inverter circuit ဆောက်မှာထပ်ပြီးပြောရမယ်အကြမ်းမြင်ပြောရရင်တော့နံပါတ်1ကတော့ sine wave မထွက်ပဲ square wave ထွက်နေတာပါနံပါတ်2ချက်ကတော့ switching loss မြင်တာပါကျွန်တော်အရှိရဗီဒီယိုတွေမှာ
switching loss အကြောင်းကိုကျွန်တော်အများကြီးပြောပါတယ်နံပါတ်3ချက်ကတော့ output voltage ကိုကျွန်တော်ထိန်းချုပ်ဖို့ခက်ပါတယ်သူကဆိုလို့ရှိရင် feedback စနစ်မပါလို့ပါဒါလေးကတော့ကျွန်တော်တို့ CD 4047အကြောင်းလေးကိုအကျဉ်းများဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်